စဉ်းစားကြည့်ဗျာဟိုဂျိုသားတွေများတိဆောက်ခဲ့သလားလို့ထင်ရလောင်းအောင်ကြီးကျယ်တဲ့ရှေးအောင်အဆောင်အုံကြီးတွေရဲ့အတိကလျှို့ဝှက်ချက်ကဟိုရေစွတ်ထားတဲ့တဲခိနေတာမျိုးပေါ့အဲ့ဒါကတကယ်ကိုရိုးရှင်းလုံးနေတာလေဟုတ်တယ်ဗျာနောက်ပြီးငလင်းတွေစစ်ပွဲတွေချောင်းမှာနှိရာပေါင်းများစွာကြံ့ကြံ့ခံနိုင်တဲ့အေယာမတန်တိုင်းကြီးတစ်ခုရဲ့အမာခံပစ္စည်းကကျွန်တော်မနဲ့စာဆိုင်နေကြကောင်းကြီးဖြစ်နေတာမျိုးပေါ့အဲ့ဒါကတော်တော်လေးကိုအန်တော့ဖို့ကောင်းတယ်ဗျာတကယ်ပါပဲရှင်အပြင်းမှန်းကြည့်ရင်တိတ်ခက်ခဲမဲ့ထင်ရပေမဲ့တကယ်လျှို့ဝှက်ချက်တွေကတဘာဝကြကြရိုးရှင်းနေတာမျိုးတွေပေါ့ဒါကြောင့်မလို့ဒီနေ့သတင်းရင်းမြစ်မတန်အချက်လက်တွေထဲကနေဆွဲထုတ်ပြီးအသေးစိတ်လေ့လာဆွေးနွေးသွားမယ့်အကြောင်းအရာကလူသားသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးဘိတုကအန်ဖရက်နှစ်ခုဖြစ်တဲ့တရုတ်ပြည်သူတန်တိုင်းကြီးတဲ့ဂီဇာပိရမစ်ကြီးအကြောင်းပဲဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ဒီအကြောင်းအရာတွေကိုလေ့လာရတာအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ခင်မီစက်ရန်တရားလေးgrain တွေ billet မြေဖြော်ဆက်တွေလုံးဝမရှိတဲ့ခေတ်ကလူသားတွေဟာဒီလောက်အေးရမဆန်တဲ့တိဆောက်မှုကြီးတွေကိုဘယ်လိုများအောင်မြင်စွာဖန်တီးခဲ့ကြတယ်လဲဆိုတော့ engineer ရတင်ညာရဆိုင်ရာဖြည့်ရှင်းချက်တွေကိုဒီနေ့အတိအကျဖြည့်ကြည့်ကြအောင်ဗျာဒီနေရာမှာအရေးကြီးတာတစ်ခုကကျမတို့ခေတ်သစ်လူသားတွေအနေနဲ့ရှေးခေတ်ကလူတွေရဲ့အသိဉာဏ်ကိုအထင်သေးလက်တဲ့အကျင့်ရှိတာကိုအရင်ဆုံးဘေးပယ်ထားဖို့လိုပါလိမ့်မယ်ရှင်မှတ်နေဗျာကျွန်တော်တို့ကနီးပညာမရှိရင်ဘာမှလုပ်လို့မရဘူးလို့ထင်ကြတာကိုဟုတ်တယ်လေအခြားလက်တွေကိုသေချာကြည့်လိုက်ရင်သူတို့ဟာကျမတို့လောက်နီးပညာမတိုးတက်ပေမဲ့ပြဿနာဖြေရှင်းတဲ့နေရာမှာတော့အရန်ကိုပါနတ်ပါတယ်လက်ဝဲရှိတဲ့တဘာဝအရင်အမြင့်တွေကိုသုံးပြီးရှုပ်ထွေးတဲ့အင်ဂျင်နီယာပြဿနာတွေကိုဘလို့ကျော်လွှားခဲ့တယ်လဲဆိုတာကဒီနေ့ခက်တော့အများကြီးသိယူစရာတွေရှိနေပါတယ်ရှင်ဒါဆိုရင်ပထမဆုံးအနေနဲ့ကီလိုမီတာ2100တောင်ရှည်လဲပြီးမြို့ပေါင်း400ကျော်ကိုဖြတ်တန်းသွားတဲ့ဒီရုပ်ပြည်သူတနိုင်းကြီးကနေစားလဲကြအောင်ဗျာကောင်းပါပြီရှင်လူများစုထင်နေကြတာကတနိုင်းကြီးဆိုတာအရှည်ကြီးတစ်ဆက်တည်းကီဆောက်ထားတဲ့အရာတစ်ခုပေါ့ဒါပေမဲ့မှတ်တမ်းတွေအရတော့အဲ့ဒီလိုမဟုတ်ဘူးဗျာသူကမတူညီတဲ့ခေတ်ကာလတွေမှာတိဆောက်ခဲ့တဲ့ကာကွယ်ရေးခန္ဓာတီမျောစင်းတွေနဲ့တနိုင်းအပိုင်းအစားတွေကိုလိုအပ်တယ်လို့စူစီချစ်ဆက်ထားတဲ့ကွန်ရက်ကြီးတစ်ခုလိုမြင်ပိုးမှန်ပါလိမ့်မယ်တမိုင်းချောင်းကိုပြန်ကြည့်ရင်ဒီတနိုင်းစတင်တိဆောက်မှုက BC 600စုကနေ900စုလောက်ကတည်းကစတင်ခဲ့တာပါရှင်နေမြေကန်ပရိသေရွာစစ်တွေကကိုယ်နေမြေကိုကာကွယ်ဖို့တီးခြားစီဆော့ခဲ့ကြတာပေါ့လေအဲ့လိုတီးခြားစီဖြစ်နေတဲ့ဟာတွေကိုနောက်ပိုင်းမှာဆက်လိုက်တာပေါ့မှန်ပါတယ်ရှင်အဲ့ဒီနောက် BC 300စုရောက်တော့မှတရုတ်ပြည်ကိုပထမဆုံးစုစည်းနိုင်ခဲ့တဲ့ချင်းရှူဟန်ဧကရာကမြောက်ပိုင်းကရန်သူတွေကိုကာကွယ်ဖို့အဲ့ဒီတနိုင်းအပိုင်းအစတွေကိုဆက်ပေးခဲ့တာပါဒါပေမဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းတာတခုကအခုကျွန်တော်တို့ပုံတွေထဲမှာအငဲမြင်နေရတဲ့ခီးသွားတွေတွားလည်နေကြတဲ့အခိုင်မာဆိုကြောက်တဲ့တိုင်းပိုင်းတွေဟာအဲ့ဒီချင်းရှူဝင်ခေတ်ကဆောက်ခဲ့တာမဟုတ်ဘူးဗျာဟုတ်ပါတယ်ရှင်အဲ့ဒါတွေက14ရာစုမင်းမဆက်ခေတ်ရောက်မှာမွန်ဂိုလီရဲ့ရန်ကိုအသေးချကာကွယ်ဖို့အတွက်အဆင့်မြင့်တင်ဆောက်ခဲ့တဲ့အပိုင်းတွေပါအဲ့ဒီမင်းမဆက်ခေတ်တတိုင်းတွေကစုစုပေါင်းရှေ့ရဲ့3ပုံတပုံလောက်ပဲရှိပါတယ်ရှင်အဲ့ဒီမင်းမဆက်ခေတ်တီဆော့မှုမှာပဲခုနကအစားပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ကောက်ညင်လျှို့ဝှေချက်ကပါလာတာပဲဗျာကောက်ညင်နဲ့စောက်တယ်ဆိုတာကကြားလိုက်ရင်နည်းနည်းတော့ရေစရာကောင်းနေသလိုပဲနော်အစားကတော့ကျွန်တော်လက်တန်တိုင်းကြီးမှာကောက်ညင်ကိုအတုံးပြုတယ်ဆိုတာကြားဘူးနာဝတန်တာရီတစ်ခုလိုပဲထင်ခဲ့တာဗျာဒါပေမဲ့ဓာတုဗေဒရှုထောင့်ကနေလေ့လာထားတဲ့မှတ်တမ်းတွေကိုဖတ်ကြည့်တော့မှတကယ်ကိုအံ့ဩသွားတယ်သူတို့ကကောက်ညင်ပြိုရည်ကိုထုံးနဲ့ရောဆက်ပြီးဆက်ပြီးအဲ့ဒီဓာတုဗေဒထစ်စင်ကအရန်ကိုတိမ်မွေ့ပါတယ်ရှင်ကောက်ညင်ထမှာအမိုင်လိုပတင်လို့ခေါ်တဲ့ကစီတက်တစ်မျိုးပါဝင်ပါတယ်အဲ့ဒီကစီတက်ကဘလို့အလို့လို့လေးဗျာအဲ့ဒီကစီတက်နဲ့ထုံးထဲကကက်ဆီယမ်ကာဗိုနစ်ကိုဓာတ်ပြုတ်သွားတဲ့အခါ organic နဲ့ inorganic ပေါင်းဆက်သွားတဲ့အလွန်ထူးခြားတဲ့ microphase ပုံတစ်ခုဖြစ်ပေါ်လာပါတယ်။ရလဒ်ကတော့ယနေ့ခေတ်ဘီလက်မြေလိုပဲအလွန်မာကျောတဲ့စက်ပြာရည်ကိုရရှိသွားတာပါပဲရှင်။တကယ်ကိုစိတ်ကူးကောင်းတာပဲဗျာ။ခေတ်မီဓာတုဗေဒပညာရှင်တွေတောင်အံ့တော်ရလောက်တယ်ဒါတင်မကတဲ့ပြီးရှင်ဒီကောက်ရင်ဆက်ပြာရည်ကရေလုံစေးတဲ့ခွန်တက်တီရှိတဲ့အပြင်တန်တိုင်းအကွဲချောင်းတွေကြားမှာမြေကြီးတွေရေဒီမဝင်နိုင်တော့တဲ့အတွက်ပေါင်းမင်တွေတစ်ပင်တွေလုံးဝမပေါက်ရောက်နိုင်အောင်မှာတားဆီးပေးပါတယ်တစ်ပင်မြစ်တွေမထိုးဖောက်နိုင်တော့ဘူးဆိုရင်အဆောက်အုံကအလွယ်တကူမပြိုကွင်းနိုင်တော့ဘူးပေါ့အတိအကျပဲရှင်ဒါကြောင့်လဲဒီနေ့ထိတချို့အပိုင်းတွေကအခိုင်အမာရက်တည်နေနိုင်တာပါတကယ်ကိုရိုးရှင်းတဲ့မီးဖို့ချောင်းတုံးပစ္စည်းနဲ့ယာဒုနေပေါင်းများစွာခံတဲ့ဘီလက်မီကိုတီးထွန်းသွားတာပဲဗျာဒါပေမဲ့ဒီလိုအေယာမအင်ဂျင်နီယာအောင်မြင်မှုကြီးရဲ့နောက်ွယ်ကလူသားတွေရဲ့ပေးဆက်ရမှုကတော့နည်းနည်းလေးမှမရိုးရှင်းပါဘူးမှန်ပါရှင်စက်ရန်တရားမရှိတဲ့ခင်မှာကီလိုမီတာထောင်ပေါင်းများစွာရှိတဲ့တောင်တိုင်းတွေပေါ်ကိုအုတ်ခဲတွေကြောက်တုံးတွေတဲဟိုးဆိုတာစဉ်းစားတာကြည့်ရောလေ
ဟုတ်တယ်အဲ့ဒီလုပ်ငန်းခွင်မှာအလို့သမား၄သိန်းလောက်တည်ဆုံးခဲ့တယ်လို့မှတ်တမ်းတွေကဆိုထားတယ်ဗျဒါဟာအုတ်ခဲတင်ယုံတက်တဲ့မဟုတ်ပဲအဲ့ဒီလောက်များပြားတဲ့လူအုပ်ကြီးကိုဝေးလံခေါင်ဖျားပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့တောင်တန်းတွေပေါ်မှာရေခါကျွေးမွေးဖို့ဆိုတဲ့ထောက်ပံ့ပို့ဆောင်ရေးပြဿနာကပါအသက်ပေါင်းများစွာကိုစတဲ့ခရတဲ့အဓိကအကြောင်းရင်းဖြစ်ပုံရတယ် ထောက်ပံ့ပို့ဆောင်ရေးအပိုင်းကအင်မတန်အရေးကြီးပါတယ်ရှင်။တောင်ထိပ်တီပေါ်ကိုအလုတ်သမားယာချီထောင်ချီနေစဉ်တဆင်လုပ်ဖို့သူတို့ရဲ့အစားအသောက်ရေးစောက်လို့ရေးပစ္စည်းတွေအချိန်မီရောက်ဖို့ဆိုတာခေတ်တဲ့အင်ဂျင်နီယာရဲ့အတွေ့အကြုံခေါင်းခဲစရာကိစ္စပါ။ အဲ့ဒီခိတာအင်မတန်ကြမ်းတမ်းတဲ့ယာတီဥဒုတန်းကိုပါခံရတော့ငတ်မွန်မွန်နေရောယောဂဘေးရတဲ့ကြောင့်လူအသေးပြောင်မြခဲ့ရတာဖြစ်မေဗျာ ဟုတ်ပါတယ်ရှင်အဲ့ဒီလိုအသက်သွေးချွေးတွေအများကြီးယဉ်နီပြီးစောက်ခဲ့ရတဲ့တတိုင်းကြီးကအခုချိန်မှာဘလူးချင်းနဲ့ရှိနေတယ်ဆိုတာကိုလေ့လာကြည့်ရင်တော့စိတ်မကောင်းစရာတစ်ခုတွေ့တွေ့ရပါတယ် ဟုတ်တယ်ဗျာနင်းစင်ကဘာလက်ခီးတဲ့ဆဲတန်းကျော်လာလဲနေကြပါမယ်တကယ်တော့အခုဆိုရင်တတိုင်းကြီးရဲ့သုံးပုံတစ်ပုံလောက်ကပျောက်ကွယ်သွားခဲ့ပြီလို့သိရတယ် သဘာဝရာသီဥတုတန်ကြောင့်တိုက်ဆောက်ခံရတာနေရှိသလိုဒေသခံရွာသားတွေကသူတို့အိမ်ဆောက်ဖို့တတိုင်းကအုတ်ခဲတွေကိုခွာယူသွားကြတာတွေလည်းရှိတယ်လေ ပြီးတော့ခီးသွားတွေအများပြားဝယ်ကောက်ကွာလာတဲ့ဒန်တွေကြောင့်ထပ်ပြီးပြက်စင်းလာနေတာရာစုနှစ်ပေါင်းများစွာမွန်ဂိုတက်ကြီးတွေကိုတောင်းခံနိုင်ခဲ့တဲ့တတိုင်းကြီးကနောက်ဆုံးတော့နေစနဲ့မြဝန်းထွက်နေတဲ့လူတွေရဲ့ပြောကကြောင့်ပဲထပ်ပြီးရော့ပါလာတယ်ဆိုတာကတော့တမိုင်းရဲ့ခါးသီးတွေအမှန်တရားတစ်ခုပါပဲဗျာ ဒီတတိုင်းနဲ့ဘက်တလန်လူဒီကြားထမှာအတော်လေးရေပန်းစားတဲ့ကောလာဟလာတစ်ခုကိုလည်းအချက်လက်လေးနဲ့ရှင်းပြဖို့လိုပါလိမ့်မယ်ရှင် အော်လကဘာဘောကနေလှမ်းမြင်ရတယ်ဆိုတဲ့ကိစ္စမလား ဟုတ်ပါတယ်ရှင်တတိုင်းကြီးကိုလောပေါ်ကနေလှမ်းမြင်ရတယ်ဆိုတဲ့အချက်ပါတကယ်တော့အာကာသတဲ့ကိုလူတွေမရောက်ဖို့တဲ့1930ပြည့်လို့နှစ်တွေကားတွေကဒီစကားကစတင်ပေါ်ထွက်ခဲ့တာပါအခြေမြင့်မရှိတဲ့ခက်မှန်ချက်တက်ပေါ်ရှင် လောဘောကိုအမေရိကန်ရောက်ရှိခဲ့တဲ့အာကာသယာဉ်မှူးနေအန်စထရောင်းကိုရိုက်ကလောဘောကနေကြည့်ရင်လူသားတွေဖန်တီးထားတဲ့ဘယ်ရာကိုမှမမြင်ရဘူးတဘာဝရေခံကြီးတွေတိုက်ကြီးတွေလောက်ကိုသာခက်ရေးရေးမြင်ရတယ်လို့အတီးပြုထားပြီးသားပဲဗျာ ဟုတ်ပါတယ်ရှင်အရှိကြီးဖိနေပေမဲ့အကျယ်ကသေးသေးလေးဆိုတော့လဘော်ကတွင်မြင်ရဖို့ဆိုတာယူပါဗေဒသဘောတရားအရာကိုမဖြစ်နိုင်တာပါ ကဲအခုတရုတ်ပြည်ကနေအီဂျစ်ပြည်ကိုခီးဆက်ကြအောင်ဗျာတန်တိုင်းကြီးကအလျားလိုက်အရှိကြီးတီဆောရတဲ့စင်ခေါ်မှုဆိုရင်အီဂျစ်ကပီရမစ်ကြီးတွေကြတော့ ဒုံလိုက်အမြင့်ကြီးရောက်အောင်တိဆောက်ရတဲ့လုံးဝကွဲပြားတဲ့အင်ဂျင်နီယာအိမ်မဆိုးကြီးတစ်ခုပါပဲရှင် အမှန်ပဲဗျလွန်ခဲ့တဲ့နှစ်9000ကျော်ကနိုင်မီကမ်ဘေးမှာဆောက်ခဲ့တဲ့ဂီဇာပီရမစ်ကြီးအကြောင်းကိုကြည့်အောင်ဒီပီရမစ်ကြီးကိုဆောက်ဖို့29နှစ်အချိန်ယူခဲ့ရတယ် မူလအမြင့်က146.5မီတာရှိပြီးကြောက်သုံးပေါင်းနှစ်တန်းခွဲနီးပါးနဲ့ဖွဲ့စည်းထားတာပါရှင် ကြောက်တုံးပေါင်းနှစ်တန်း3သိန်းတောင်ဗျအဲ့ဒီကြောက်တုံးအရွယ်အစားကိုမျက်စိနဲ့မြင်သွားအောင်နိုင်ရှင်ပြရင်ကြောက်တုံးတစ်တုံးရဲ့ပြမ်းမြအလေးချိန်တော့1.5တန်းရှိပါတယ်ဒါဟာကျွန်တော်တို့လမ်းပေါ်မှာတွေ့နေရတဲ့မိသားစု3 SUV ကားတစ်စီးစာအလေးချိန်ပါပဲ တကယ်ကိုကြီးမားတဲ့အရွယ်အစားတွေပါပဲရှင် စဉ်းစားတာကြည့်ပါဗျာ SUV ကားရွယ်အစားကြောက်တုံးပေါင်း2တန်း3သိန်းကို29နှစ်အတွင်းအစီအရီထပ်တင်ဖို့ဆိုတာတန်ချာနီးရတွက်ကြည့်ရင်မိနစ်ပိုင်းတိုင်းမှာကြောက်တုံးတစ်တုံးကိုနေရာချနိုင်မှသာဖြစ်နိုင်မယ့်ကိစ္စပါ အဲ့ဒီလိုအင်မတန်ကြီးမားတဲ့ skin နဲ့အလုပ်လုပ်ခဲ့ရတာပါရှင်ပြီးတော့ပီရမစ်ကြီးရဲ့မူလအတွင်းအပြင်ကလည်းအခုကျမတို့မြင်နေရတဲ့လေကားထစ်လို့အကျန်းထည်ကြီးမဟုတ်ပါဘူး အရင်ကအချောတက်ထားတာပေါ့ ဟုတ်ပါတယ်ရှင်အရင်ကဆိုရင်အပြင်ဘက်မှာတောက်ပပြီးဖြူဖွေးနေတဲ့ထုံးကြောက်တွေနဲ့အချိုးသက်ဖုံးဝပ်ထားတာပါတက်ခဏရနေအောင်အောင်မှာဆိုရင်အလင်းပြန်ပြီးမှန်ပြောင်းကြည့်တခုလို့တောက်ပနေခဲ့မှာပါ ဒါပေမဲ့တမိုင်းတလျှောက်မှာအဲ့ဒီအပြင်ဘက်ကတန်ဖိုးကြီးထုံကြောက်တွေကိုအီဂျစ်ကနောက်ပိုင်းအုပ်စိုးသူတွေကကိုင်ရိုမြို့ကရဲတိုက်တွေပလီတွေတိဆောက်ဖို့ခွာယူသွားခဲ့ကြတယ်လို့မှတ်တမ်းတွေကဆိုတယ် အဲ့ဒီလိုခွာယူသွားရဲ့အတွေ့အခုအခါမှာပီရမစ်ကြီးရဲ့အမြင့်ကလည်းမူလထက်10မီတာလောက်လျော့ကျသွားပြီး138.5မီတာပဲကျန်ပါတော့တယ်ရှင် တော်တော်လေးနဲ့မျိုးစရာကောင်းလဲဗျာမူလအလားတရားကိုမျက်စိတည်းမြင်အောင်ကြည့်လို့ပဲရတော့တယ်ဒါပေမဲ့ကျွန်တော်အတွက်အမြဲတမ်းပဟေလီဖြစ်နေတာကခုနပြောတဲ့ SUV ကားတစ်စီးစာအလေးချိန်ရှိတဲ့ကြောက်တုံးတွေကိုတဲပင်ပေါ်မှာဘယ်လိုများတည်ယူခဲ့ကြတယ်လဲဆိုတာပါပဲ အဲ့ဒါကတော်တော်များများစဉ်းစားရခက်တဲ့အချက်ပါရှင် ပြည်တယ်လဲတွေသုံးဖို့ဆိုတာကလည်းတဲထဲမှာကျွန်တော်ဝန်တော့မှာပဲလေ ဒီပြဿနာကိုဖြေရှင်းတဲ့နေရာမှာ ACT ရဲ့ပန်းနဲ့မှုကပေါ်လာတာပါပဲရှင်သူတို့ကလေးလံတဲ့ကြောက်တုံးတွေကိုသူသားဆူဖာတွေပေါ်တင်ပြီးလူအားနဲ့ဆွဲယူကြတာပါ တဲပင်ပေါ်မှာဆူဖာဆွဲတာကပုံမဆိုးဘူးလားဗျာ
တာမန်အားဖြင့်ဆိုရင်တော့စိုးတာပေါ့ရှင်6ထွဲနေတဲ့တဲပြင်ပေါ်မှာဆူဖာကိုဆွဲရင်တဲတွေကဆူဖာရှင်းမှာစွတ်ပုံလာပြီးပုတ်တိုက်မှုအားအញ្ញမ်းများသွားတဲ့အတွက်ရှေ့ကိုလုံးဝမတိုးနိုင်တော့ပါဘူးသွားစေပါတယ် ။အော်ရေလေးနည်းနည်းထည့်လိုက်ယုံနဲ့ပြောင်းလဲသွားတာပေါ့ ဟုတ်ပါတယ်ရှင်ယူပဗေဒသဘောတရားအရပြောရရင် capillary action ကြောင့်တဲပြင်ကမာကျောတဲ့လမ်းပြင်တစ်ခုလိုဖြစ်သွားပြီးပုတ်တိုက်မှုအားကိုထပ်ဝက်လောက်လျော့ကျသွားစေပါတယ်ဒီတော့မှစွတ်ဖားတွေကိုချောချောမွေ့မွေ့ဆွဲယူနိုင်သွားလာပါရှင် ။အဖြေကရေနည်းနည်းလေးထည့်လိုက်တာပဲဗျာ။တကယ်ကိုရိုးရှင်းပေမဲ့ထိရောက်တဲ့တိပံနိကြဖြည့်ရှင်းချက်တစ်ခုပဲ။တယူပို့ဆောင်ရဲ့ကွာဝေးကိုကြည့်ရင်လေခေါင်းမှုဆရာပါပဲဗျာ ဘယ်လောက်တော့ဝေးလို့လဲရှင် ပြင်ပအလွန်အတွက်ခုနပြောရဲ့ဖြူဖွေးတဲ့ထုံးကြောက်တွေကို10 ကီလိုမီတာအကွာဝေးမှာရှိတဲ့တူရန်ဆိုတဲ့ဒေသကနေနိုင်မွေရေလန်းကတဆင့်တက်ယူခဲ့ကြတာဗျာပိုပြီးချက်တိထက်စရာကောင်းတာကပီရမစ်အတွင်းပိုင်းကပြိုင်မခန့်အတွက်အထုံးပြုခဲ့တဲ့ granite ကြောက်တုံးအေးရမကြီးတွေပဲ အဲ့ဒီ granite ကျောက်တွေကအဝေးကြီးကလာတာလေ ဟုတ်တယ်ဗျာအဲ့ဒီကြောက်တုံးကြီးတွေစုစုပေါင်းတန်8000ကိုကီလိုမီတာ900လောက်ဝေးတဲ့ S1 ကနေတည်လာခဲ့ရတာတချို့ granite ကြောက်တုံးကြီးတွေဆိုရင်တတုံးသေးကိုတန်80အထိအလေးချိန်ရှိတယ် တန်80ဆိုတော့တော်တော်လေးတာပဲရှင် တန်80ဆိုတာအာဖရိကစင်တီကြီး12ကောင်စာအလေးချိန်ပဲဗျာအဲ့ဒီလောက်အလေးချိန်ကိုကီလိုမီတာ900အဝေးကနေတည်လာတယ်ဆိုတာစိတ်ကူးကြည့်ရတော့မလွယ်ဘူး မြေပြက်မှာတဲတာကပိုင်းပေါ့ရှင်အဲ့ဒီစင်ထီးဆက်နှခေါင်းစာအလေးချင်းရှိလေကြောက်တုံးတွေကိုမီတာ140ကျော်အမြင့်ရောက်အောင်ဘလို့တင်ခဲ့တယ်လဲဆိုတာကပို့ပြီးကြီးမားတဲ့ဖဟဲလီပါ ဟုတ်တယ် grain တွေမရှိလေကြုံမှာဘယ်လိုဆွဲတင်မလဲဗျာ ဒါနဲ့ပတ်သက်ပြီးအင်ဂျင်နီယာတွေကြားမှာဆွေးနွေးငင်းခုန်ခဲ့ကြတဲ့တီဆောင်မှု theory အများပြားရှိပါတယ်ရှင်ပထမတစ်ခုကအဖြောင်စင်ချေလျောလန်း theory ပါ နေပါဦးဗျအဲ့ဒီ theory အရဆိုရင်ကြောက်တုံးတွေကိုဆွဲတင်ဖို့အမြင့်ဆုံး8%စင်ချေလျောလောက်ပဲထားလို့ရမယ်လေအဲ့ဒီထက်မတ်တွားရင်လူအားနဲ့ဘယ်လိုမှဆွဲတင်လို့ရမှာမဟုတ်ဘူး ဟုတ်ပါတယ်ရှင်အဲ့ဒီအချက်ကပြဿနာပဲ အဲ့လိုတွက်ကြည့်လိုက်ရင် pyramid ထိပ်ပိုင်းကိုရောက်ဖို့အတွက်စင်ချေလျောလမ်းရဲ့အရှည်က1.8 ကီလိုမီတာလောက်အထိရှည်သွားမှာပေါ့ဗျ1.8 ကီလိုမီတာရှည်တဲ့စင်ချေလျောလမ်းကြီးစောက်ရမယ်ဆိုတာ pyramid စောက်တဲ့တောင်ပူကြီးတဲ့ project ကြီးဖြစ်သွားပြီလက်တွေ့ဘယ်လိုမှမဆန်ဘူး အဲ့ဒါကြောင့်ပဲနောက်ထပ် theory တစ်ခုထွက်လာတာပါရှင်အဲ့ဒါကတော့ပြင်ဖက်ပတ်ချလဲလန် theory ပါ pyramid ပြင်ဖက်ကနေရစ်ပတ်ပြီးလမ်းလုတ်သွားတာပေါ့ အဲ့ဒါဆိုရင်တော့ဖြစ်နိုင်ခြေရှိမလား ဒါပေမဲ့ဒီ theory မှာလည်းအားနည်းချက်ကြီးကြီးမားမားရှိနေပါတယ်ရှင်အပြင်ကနေလမ်းတွေနဲ့ရစ်ပတ်ဖုံးကွယ်ထားမယ်ဆိုရင် pyramid ရဲ့ထောင်းထိုးတွေကိုဘယ်လိုလုပ်တိကျစွာတိုင်းတာတည်ဆောက်နိုင်မလဲ Egypt တွေက geometry တိကျမှုကိုအရန်အရေးထားတာပါဒီတော့ဒီ theory ကလည်းသိပ်ပြီးအဆင်မပြေပြန်လို့ရှင် ဒါဆိုရင်အယုတ်တီရှိဆုံး theory ကဘာများဖြစ်မလဲလို့မှတ်တမ်းတွေရှာကြည့်တော့2003ခုနှစ်မှာဖြစ်တဲ့ဗေဒကပညာရှင်ပီယာဟူဒင်တင်ပြခဲ့တဲ့ theory ကိုသွားတွေ့တယ်ဗျာ သူကဘယ်လိုအဆိုပြုထားလဲရှင် သူကဘယ်လိုပြောထားလဲဆိုတော့ pyramid ရဲ့အောက်ခြေ3ပုံ1ပုံလောက်ကိုထားပြင်ပဆင်ချေလျော်လန်းအသုံးပြုပြီးစောက်ခဲ့ရတယ်။ကျန်တဲ့အပေါ်ပိုင်းအစိပ်ပိုင်းတွေအတွက်ကြတော့ဝိုင်းဘိုလင်းဖောက်တဲ့ဖောက်ဆိုဖွင့်တန်ပုံစံလိုမျိုး pyramid အတွင်းဘက်ကနေပတ်တက်သွားတဲ့အတွင်းဘက်ခလျူပတ်လန်းကိုအသုံးပြုခဲ့တယ်လို့ဆိုတယ် အတွင်းဘက်ကနေပတ်ပြီးတက်သွားတဲ့သဘောပေါ့နော် ။ဟုတ်တယ်ဗျာ။မျက်စိထဲမြင်အောင်ကြည့်လို့ရအောင်ပြောရရင်ခေတ်သစ်မီးပြတိုက်ကြီးတွေရဲ့အတွင်းဘက်ကလေကားတွေလိုမျိုး pyramid နိုင်ရန်အပြင်လွှာရဲ့အတွင်းဘက်ကတ်လက်မှာလွင်ခေါင်းလန်းလုပ်ပြီးဆွဲတင်ထွာတာမျိုးပေါ့ ဟိုရင်ရဲ့ theory ကဒီတိုင်းစိတ်ကူးရင်ပြောထားတာမဟုတ်ပါဘူးရှင်အဲ့ဒီအချက်ကိုခိုင်ခိုင်မာမာထောက်ခံပေးနေတဲ့သိပ္ပံနည်းကြတက်တဲ့အထောက်အထားရှိပါတယ်ရှင် ဘလို့တက်တယ်မျိုးလေဗျာ 1980ပြီးလို့နေတဲ့ကတည်းက pyramid ကြီးကို microgravity scanning ဖတ်မှုတွေပြုလုပ်ခတ်ဖို့ပါတယ်ရှင်ဒီနည်းပညာကဘယ်လိုလုပ်လို့လဲဆိုတော့အရာဝတ္ထုတွေရဲ့အသိသေးစာကွာခြားမှုအပေါ်မူတည်ပြီးဓာတ်ဆွဲရအပြောင်းလဲအနေငယ်ရှိတာကိုတိုင်းတာတာပါ ။အော်ကြောက်တုံးအပိရှိနေတဲ့နေရာနဲ့လွိုင်ကောင်းလို့လွတ်နေတဲ့နေရာကွာကြတော့လား သိကြပါရဲ့ရှင်ကြောက်တုံးအပြည့်ရှိနေတဲ့နေရာကတိတ်သေးစာများပြီးလွန်ခေါင်းလို့လွတ်နေတဲ့နေရာကတိတ်သေးစာနေပါတယ်အဲ့ဒီ scan ဖတ်မှုရလက်တွေအရပီရမစ်အတွင်းပိုင်းအနားဆုံးနေမှာတိတ်သေးစာနေပါတယ်ခရုပတ်ပေါ်ဆန်နေရာလွတ်တွေအထက်လက်ရှိနေတာကိုထင်ထင်ရှားရှားတွေ့ရှိခဲ့ရပါတယ်ရှင် ။ဒါဆိုရင်ဟူတန်ပြောတဲ့အတွင်းဘက်ခယူပတ်လန်းရှိနေတယ်ဆိုတာကိုသိပ္ပံပညာကမီးမောင်းထိုးပြလိုက်တာပဲဗျ။ မှန်ပါတယ်ရှင်ခေတ်သစ်နည်းပညာတွေကရှေးဟောင်းလျှွက်ချက်တွေကိုဖော်ထုတ်ပြနေတာလို့ဆိုရမှာပါ လျှို့အချက်တွေဖော်ထုတ်တယ်ဆိုလို့နောက်ထပ်ပြောရမှာအကြောင်းအရာတစ်ခုကတော့ဒီ pyramid ကြီးကိုဘယ်သူတွေတိစောက်ခဲ့တယ်လဲဆိုတာပါပဲဗျ။
ရုပ်ရှင်တွေထဲမှာဆိုရင်ကြာဖွတ်တွေနဲ့ရိုက်ပြီးကြေးကျွန်းတွေကိုခိုင်းစေနေတဲ့ပုံစံမျိုးတွေကြီးမြင်နေတာလားလေ ဟုတ်တယ်ဂရီတမိုင်ပညာရှင် Herodotus ကလည်းပီရမစ်ကြီးကိုကြေးကျွန်းနဲ့အတံပြူတီတိဆောက်ခဲ့တယ်လို့ဆိုခဲ့ဘူးတယ်ဒါပေမဲ့နောက်ပိုင်းတူဖို့တွေ့ရှိမှုမှတ်တမ်းတွေကအဲ့ဒီတန်တရာတွေကိုလုံးဝခြေဖျက်ပစ်လိုက်ပြီမဟုတ်လား ကြေးကျွန်းတွေစောက်ခဲ့ရဲဆိုရင်လားလုံးဝကိုမိုင်းရွနဲ့ရွေးစားပါရှင်2010ခုနှစ်လောက်ကပီရမစ်အနီးနားမှာအလုတ်သမားတွေရဲ့သင်ချိုင်းတွေကိုတူးဖော်တွေ့ရှိခဲ့ပါတယ် အဲ့ဒီသင်ချိုင်းတွေကဘာတွေကိုတတ်တယ်ပြနေလဲဗျာ အဲ့ဒီအထောက်အထားတွေအရာသူတို့ကအထင်းအဓမ္မခိုင်းစေခံရတဲ့ကြေးကျွန်းတွေမဟုတ်ပဲနိုင်မေတစ်ချောက်ကနေလာရောက်ကြတဲ့အလွန်ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့အလုတ်သမားတွေဖြစ်တယ်ဆိုတာအခိုင်အမာတွေ့ရှိခဲ့ရပါတယ်ရှင် တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ ထူးခြားတာကအဲ့ဒီသင်ချိုင်းတွေမှာသူတို့တေလွန်ပြီးနောက်တမလွန်ဘွားအတွက်ရည်ရွယ်ပြီး PR တဲ့ပေါင်မှုတ်တွေကိုထည့်သွင်းမြုပ်နှံပေးထားတာကိုတွေ့ရပါတယ်။အေဂျစ်ယဉ်ကျေးမှုမှာဒီလိုအစားတောက်တွေထည့်သွင်းမြင့်သွင်းပေးရဆိုတာဘယင်းနေအထက်တန်းလွှာတွေနဲ့လေးစားခံရသူတွေကိုသာပြုလုပ်ပေးလေးရှိတဲ့အစစ်မစ်အတူပါခန္ဓာမျိုးမှာရှင် ဒါကိုကြည့်ချင်းအပြင်ပီရမစ်တိဆောက်သူတွေဟာလူအဖွဲ့အစည်းမှာအလွန်လေးဆောင်မှုရရှိထားတဲ့နိုင်ငံဝန်ထမ်းတွေပညာရှင်တွေဖြစ်တယ်ဆိုတာထင်ရှားတာပေါ့ဗျာ ။အဲ့ဒီရဲ့ថាပါဝင်တိဆောက်ခွင့်ရတာကိုဂုဏ်ယူခဲ့ကြတဲ့သူတွေလို့ပြောလို့ရပါတယ် ကဲအခုလို့ဆိုရင်တရုတ်ပြည်သူတန်တိုင်းကြီးနဲ့ပီရမစ်ကြီးတို့ရဲ့တမိုင်းကြောင်းတွေအင်ဂျင်နီယာဆိုင်ရာအချက်အလက်တွေကိုတော်တော်လေးပြည့်ပြည့်စုံစုံဆွေးနွေးပြီးသွားပြီဗျာ ။ဟုတ်ကဲ့ရှင်တော်တော်လေးကိုပြည့်စုံသွားပါပြီ ကြည့်ရှုနားဆင်ကြတဲ့မိတ်ဆွေတွေကိုကျေးဇူးထူတင်ပါတယ်မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုcomment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်